အားလုံးပဲမင်္ဂလာပါများဒီတင်ဆက်ပေးခြင်းတဲ့ဇလန်လေးကတော့ဇော်ကြီးမန်းဆိုတဲ့ဇာကားလေးပဲဖြစ်ပါတယ်ဇလန်စာဟင်းကျော်စောတို့ဒီကားလေးစောစောစီစီပိုင်းနေကြွားနေတာဟိုမှာလေးပေါ်မတ်တက်ရည်ဖိုင်နေအဲ့ဒါဘလောက်ချမ်းလဲဆိုသူ့ဆရာတော်သူ့ပြမနိုင်တော့ဘူးဟိုမှာအဲ့ဒါငနေကလည်းတိုင်းပညာမှာတပတ်ကန်းခတ်တယ်လို့ဒီဘက်ကဥပိုင်းအောင်ချဲသားကိုသစ္စာကလည်းဘေးတင်ဆရာဘလောက်မှန်လဲဆိုဘောလုံးဝဲတဲ့ဆိုဆောင်းတယ်လွဲပရီးမီယာလီလည်းမှန်တယ်လို့လာလီကလည်းမှန်ဘူးလာလီကနဲ့လားဆိုတော့စီးရီးလည်းမှားပြန်ရောဟိုမှာကိုသစ္စာဆိုင်တိုင်းမဆိုင်ဆိုင်အဲ့ဒါကိုသစ္စာကလည်းအဲ့လောက်လွဲတယ်လို့နေငါတငယ်ချင်းငတပြားကလည်းသိပ္ပံပညာရှင်ရင်မြန်ကိုအမှန်ကထွဲထားတာငါးကင်နဲ့ခဲဘက်ပြားနေပဲဟိုမှာဟင်းကျော်သောကားဆိုရင်ငါးကင်နဲ့ခဲဘက်ပြားကဒဘလဲပါပြန်တာပဲအလိုနဲ့ငတပြားလည်းသူ့ရင်ပြန်ချောင်းရှင်းပြပြီးတော့နေငါကိုအမောင်းတင်ပြီးတော့ဟိုမှာအတန်ထတော့မြန်သေးတယ်အတောင်လိုက်ကြီးပြန်ချသွားတာအလိုနဲ့တိုင်းဆရာဘေးရင်ဆရာသိပ္ပံပညာရှင်နဲ့ပညာရှင်တွေကြီးပဲလားဆိုတော့မဟုတ်ပြန်ဘူးငချောက်ဘုတ်ကလည်းပါသေးတယ်ငချောက်ဘုတ်ကတခြားလို့မဟုတ်ဘူးနေငါညမတင်းစီလားအဲ့ဒါတင်းစီလှကလည်းနာမည်နဲ့လိုက်အောင်အတကုံလှတော့ငတပြားတို့ကိုသစ္စာတို့အကြကြိုင်နေမှာတင်းလာအမေထားတဲ့ပဲဆင်းတဲ့တန်ကသူ့ဘရက်ပြောက်လို့ဆိုပြီးကိုသစ္စာစီမှာဘေးရင်လာထွက်တာချစ်ချင်ရတယ်ချစ်ပြီးဟောချင်ရတယ်ဟောထုတ်ပေးလိုက်တာကွက်တီအဲ့ဒါကွက်တီပြီးမကြဘူးတင်းစီလှကဆုံးလာပူတာဓာတ်တိုင်းတွေကပါချလာပြန်ရောဟိုမှာအဲ့ဒါဓာတ်တိုင်းကတော်သေးတယ်အမသားတမှုကဥပဒေမဲ့တွေပါလာလုံးနေတော့ဟင်းကျော်တော့လေချင်းလင်းတူတူဝင်ပြီးသူတင်လားဆိုတော့သူ့တငယ်ချင်းကလည်းရာဇဝင်ကားရိုက်တာကိုသုံးမွေးအင်ကြီးနဲ့ဖက်ရှင်တွေကြပြီးအတကုံတီးတာအကုန်လုံးကိုရှုပ်ခံနေရပဲပြီးတော့လေးဘော်တွေပါတွဲလောင်းနေပြန်တင်ပင်ပြေးကန်တဲ့အကွက်တွေနဲ့ပွဲသေးပြီလေမှာတင်းစီလှလဲကျေးဇူးတို့ဒန်တရိတ်ဆိုင်ရုံတို့လို့ပြီးပြန်ချသွားတာရှေ့ကကားတော့မမြင်ဘူးဟိုမှာရင်ပြန်ထွင်းတဲ့ကောင်ဓာတ်စီပြေးဝဲတာဖြစ်မယ်အဲ့ဒါသူတို့ကလည်းဒီမှာရာဇဝင်ကားရိုက်နေရင်ကားပါလာလို့ရှုံးဒီဘက်ကလည်းဇော်ကြီးမိမနဂါးမကိုဘလူးကခိုးသွားတော့ဆောင်းပြဿနာတက်နေပြန်ရောကျုပ်ရဲ့ကျင်ရတော့နဂါးမယ်ကိုခိုးသွားတယ်မဟုတ်ဘယ်မှလဲအခုဟိုမှာဒီဘက်ခေယာကောင်တွေရှုပ်တယ်ဆိုတာရာသွင်းတဲ့ကောင်တွေကိုမမီသေးဘူးဒါတော့အမျိုးမတူလို့အလွန်နဲ့ကွန်စားတဲ့ဘလူးနဲ့ဒုတ်ထိုးကြိုက်တဲ့ဇော်ကြီးတို့ဘတ်တယ်တွေဖြစ်ပြီးပါဝါတွေကျွေတာဇော်ကြီးကလည်းအချင်းမဟုတ်ဘူးလေးပေါ်ပြန်တာဂုတ်တွေပါထောင်လို့အဲ့ဒါသူပါသူဘလောက်ဂုတ်ထောင်တော့ကွန်စားတဲ့ဘလူးကနိုင်တူးနှစ်စေးနဲ့ဆိုတော့ဇော်ကြီးလည်းအရှုံးပေးလိုက်ရပြီတစ်ပင်မှာຫນွယ်ကျိုးနဲ့အတုတ်ခံလိုက်ရတယ်ဘလူးကဘယ်ပေါ့မလဲမိမလည်းခိုးတယ်ယောက်ျားလည်းတစ်ပင်မှာကျိုးတုတ်ထားတယ်ဆိုတော့ဘာတွေလုံးလို့လည်းမသိဘူးအဲကနေဘလူးခန္ဓာပြီးသွားပြီတောင်ငူအောင်မျိုးခန္ဓာတောင်ငူအောင်မျိုးကလည်းဘောဒီဆိုတော့ငွေတော့ပိုက်ပြီးတချွင်ချွင်နဲ့ပြန်ချလာတာဓမြအဖွဲ့နဲ့တိုးနေသေးတယ်အဲ့ဒါဓမြကလည်းဘောင်းမီဖင်ခွဲနဲ့အသုံးမွဲနေတော့တောင်ငူအောင်မျိုးကိုဇိုးတွေတိုက်တာဟင်းကျော်စောတို့ရှိလို့တော်သေးတယ်အမဟင်းကျော်စောတဲ့အဝေးကြီးကိုဂုတ်ထောင်ပြီးကိုဖော်ပညာနဲ့အသုံးပြေးချလာပြန်ရောအဲ့ဒါအနာရောက်တော့ချင်းလင်းလူလူတွေအသုံးဒီလူကလည်းကျိုးတယ်မတရားဆွဲတော့တကြီးတရားတွေဖြစ်ပေမဲ့အဒီကတော့မပြတ်ဘူးသူဆရာနဂါးကြီးကလည်းဝင်တီးပြီးတော့မြန်မြန်ဆန်ဆန်ပဲဓမြတွေမှောက်သွားတာနဲ့တောင်ငူအောင်မျိုးလေးကျေးဇူးတို့ဒန်တရိတ်ဆိုင်ရုံတို့ထားလို့ပြန်တာပဲပြီးတော့ကျေးဇူးဆက်ချင်လို့လာပြင်းနေအိမ်ကိုကြွားခဲ့ဖို့ပါတခါတည်းဖိတ်ခဲ့တော့လူတွေဆုံးကုန်ရောအနေကိုသစ္စာရောငတပြားပါလာမှာနေငါနဲ့သူ့အမေကပါဖိတ်ထားတော့မထူးဘူးဆိုပြီးတခါတည်းတင်းစီလှတွက်ကျင်ရရွေးဖို့ဖြစ်လာရောဒါနဲ့ငါနဲ့မှလည်းပြောသလိုလိုစိမ့်ရည်သလိုလိုဖြစ်နေတော့ဘလူးဖြစ်ပြီးငါချောက်ဖို့ကြိုက်တဲ့ဦးသိမင်ကတင်းစီလှကိုဘာမဆိုင်ညာမဆိုင်လာမချတော့တာစကီတက်မြင်းနဲ့ဘလူးစကီနဲ့ဟိုမှာလူမဲဒါနဲ့လုံးလေးလေတောင်ငူအောင်မျိုးတို့ကိုလာသတိပေးတော့ဘေးရင်ဆရာကသူ့ဘမှာရှိတယ်ဆိုတာတွက်ချမ်းရင်မြန်သမားကလည်းသူ့ရင်ပြန်ငှားမယ်ဒါပေမဲ့ဘလူးကိုတီးမဲ့လို့မရှိတော့ဟင်းကျော်တော့ပဲလိုက်မဲ့ဆိုပြီးလိုက်ဖို့ပြန်တော့ဘလူးကနန်းတော်အောင်ပြန်ရောက်နေပြီအဲ့ဒါနန်းတော်ကလည်းဘလူးဝရိန်သမားတွေရှိတော့အတော်ဆော်ထားတာတန်ပန်းတာလရန်တွေနဲ့ရှဲမိုင်းဒါကြောင့်မို့လဲဇော်ကြီးတော့အထာပထားတာအလိုနဲ့နင်္ဂါတို့နှစ်ယောက်လည်းရင်ပြန်တဲ့သကုံလားအတန်ထက်မြန်တော့ချက်ချင်းရောက်ချလာပြီရင်ပြန်ကတော့ကင်မရာသမားကင်ထားတာဆိုတော့အေးဆေးပဲဒီတိုင်းထားခဲ့ပြီဒိုးပဲလို့တာဂျာကြီးကဘလူးဖြစ်နေပြန်ရောအဲ့ဒါဘလူးတောင်လုံုံရေးဘလူးဆိုတော့သူ့ကိုကြောမှာသွားလို့ရမယ်ဆိုပြီးတကူခွဲထီတာဂျာကြီးကလည်းပါဝါနဲ့ကျွင်းနင်္ဂါတို့နှစ်ယောက်ကလည်းတိုင်းပညာနဲ့ချင်းလေတူတူကျွင်းဂျာကြီးလည်းခေါင်းမောင်းမချုပ်အောင်မနဲ့ထိန်နေရတော့သူတန်လင်းနဲ့သူအစော်ခံလိုက်ရတာ
အာဂါသာထဲမှာလွှင့်သွားရောပြီးတော့ NASA ကဒုံးပြန်ဖတ်လိုက်လာလို့မသိဘူးသူဆရာကွန်ဆာဘလူးဦးတင်မေစီပြန်ရောက်လာပြီးရန်သူတွေသူတို့နယ်ထဲရောက်နေရဆိုတာတရင်ဘို့ဟိုကောင်တွေကလည်းဇောကြီးပါလှုပ်ပေးပြီးမာအမိတ်ဖွဲ့တာโอเคနေပြီအဲ့ဒါသူတို့လည်းဇောကြီးလမ်းညွှန်မှုအောက်ကနေပဲဦးတင်မင်းကိုတီးကြမယ်ကောင်းကောင်းဆိုပြီးတီးတော့မတီးရသေးဘူးဦးတင်မင်းကတင်းစီလာရောင်ဆောင်းပြီးငါနဲ့ကိုထူထောင်းဇောကြီးတို့လည်းဘာလို့မှမသိတော့ဦးတင်မင်းဝိညစ်ထဲထားတဲ့ရုပ်တုကိုပဲသွားဆော်မှရမယ်ဆိုတော့ဘာနဲ့သွားမှမသိဘူးလမ်းလျှောက်သွားရင်လည်းကြားမှာဆိုတော့ဇောကြီးလည်းဘာမှအပူနဲ့သူလက်သားဆွဲပြီးလိုက်ခဲ့ဆိုတာနဲ့လက်ဆွဲပြီးလိုက်ချလာတာအမာတင်ဇောကြီးလက်ဆွဲဖြစ်လာတာပဲကိုမအတောင်းလိုက်ကြီးအဲ့ဒါငနေတွေကလည်းရုပ်ထုကိုတီးဖို့လို့ဦးတင်မင်းကလည်းသူတို့တက်လှင်တော့ဟီဟာနဲ့အတုံးလာတီတာဘလူးကိုဘလို့မှမနိုင်ဘူးမနိုင်တော့မှနင်ကကိုရင်မြန်နဲ့သာရုပ်ထုကိုဝင်ဆောင်ဆိုတော့နင်ကလည်းမြန်နဲ့ရုပ်ထုကြီးဝင်ဆောင်ပြလိုက်တာပွဲသိမ့်မယ်ဒါပေမဲ့ခတ်တာကပြန်ဖို့ရင်ပြန်လည်းမရှိတာနဲ့ဇောကြီးပဲလက်ထပ်ဆွဲအောင်မထင်တာ၃ယောက်ဘူးဆိုတော့ဇောကြီးလည်းမနိုင်ဘူးရင်ပြန်မယ်ဖန်ဆင်းပြလိုက်မယ်ဆိုပြီးဦးတင်မဲစီးတဲ့ဘလူးစကီကြီးအဲ့ဒါဘလူးစကီကလည်းလောင်းစားမလို့ပန်ကာဝတ်တော့နဲ့ပြန်ချလာတာခတ်တီတီပဲငိုပါအဲကနေကဲရတာချင်းအတူတူဟင်းကျော်တော်တယောက်ပဲငချောင်းဖုံးနဲ့အသက်သက်ဆုံးတီးထုံသွားရင်ပြီးဆုံးသွားပါပြီပေးကျင်တဲ့ message ကတော့ဇောကြီးလက်ဆွဲဆိုတဲ့အတိုင်းဇောကြီးလည်းစော်မရှိတော့လက်နဲ့ပဲအသုံးဆွဲနေရပြီဆိုတာပဲငိုပါထမင်းပြောတာပါအရင်ကစော်ခွန်ကြွေတာအဲ့လေအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ